ပဲတင်တဲ့ရုပ်ရှင်ထွေလာထွက်လာပြီးနောက်ပိုင်းမှာပြည်သက်တော်တော်များများက2019ခုနှစ်မှာအော်စကာဆုတွေတင်ကြုံရရှိခဲ့တဲ့ပါရာဆိုက်ဆိုတဲ့ကိုရီးယားဇာတ်ကားနဲ့ဆင်တူတွေကော်ပီယူထားတယ်ဆိုပြီးဝေဖန်မှုတွေရှိနေကြပါတယ်။တကယ်ပဲဒီဇာတ်ကားနှစ်ကားကကော်ပီယူထားတာလားဒါမှမဟုတ်တိုက်ဆိုင်မှုလားဒီနေ့မှာတော့ဇာတ်ကားနှစ်ကားရဲ့တူညီတဲ့အချက်တွေကွဲပြားတဲ့ရတ္တတွေနဲ့ပဲတင်တဲ့ရဲ့ကိုပိုင်ဟန်တွေကိုအသေးစိတ်ခွဲခြမ်းစိတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါရာဆိုက်ဟာလူချမ်းသာမိသားစုတစ်ခုရဲ့အိမ်ထဲကိုဆင်းရဲတဲ့မိသားစုတစ်ခုကလိမ့်လဲလှည့်ပြားပြီးတယောက်ပြီးတယောက်လှုပ်ဝင်ရာကနေစတင်ခဲ့တာပါအစဉ်အတန်းခွဲခြားမှုလူချမ်းသာနဲ့လူစင်းရဲကြားကကွာဟချက်တွေကိုအနက်ဆိုတဲ့သင်္ကေတနဲ့ပုံဖော်ခဲ့ပြီးနောက်ဆုံးမှာသွေးထက်တန်ယိုပြိပခတွေနဲ့အဆုံးသတ်သွားတဲ့ဇာတ်ကားဖြစ်ပါတယ်ကင်မိသားစုဟာတယောက်နဲ့တယောက်ဆွေမျိုးမတော်ဆက်သလိုဟန်ဆောင်ပြီးပကြီးစရာမှာဒရိုင်ဘာနဲ့အိမ်မော်အဖြစ်တယောက်ပြီးတယောက်အိမ်ထဲကိုဝင်ခဲ့ကြပါတယ်သူတို့ဟာအိမ်ရှင်တွေခီးသွားတဲ့အချိန်မှာအိမ်ကြီးထဲမှာစားတောက်ပျော်ပါကြပြီးသူတို့ကိုသူတို့တထေးတွေလိုခံစားခဲ့ကြတာပါဒီအခန်းတွေဟာပဲတင်တဲ့ရုပ်ရှင်ထဲမှာငါကဒီချန်ပိုင်ရှင်ရဲ့သားလို့ပြောပြီးအိမ်ထဲဝင်လာကြတဲ့အခန်းတွေနဲ့ပရိသတ်တွေကစင်တူတယ်လို့ယူဆကြတဲ့အပိုင်းတွေလည်းဖြစ်ပါတယ်ထွေလာတွေကအချက်လက်တွေရာကိုရီးယားကနဲ့တူညီတယ်လို့ထင်ရတဲ့အချက်အချို့ရှိနေတာတော့မှန်ပါပြီလူဒန်းစားကွာဟာမှုအဲ့ဒီတိုက်ခန်းတွေမှာနေကြလို့ရှိရင်ပိုက်ဆံဘယ်လောက်ရှိရင်ရလဲဆိုတဲ့မိခွန်းတွေလူချမ်းသာတွေအပေါ်နာကြီးတဲ့ခန်းစားချက်တွေကနှစ်ကားလုံးမှာပါဝင်ပါတယ်။ငါကဒီချန်ပိုင်ရှင်ရဲ့သားလို့ပြောဆိုပြီးအိမ်ထဲမှာဝင်ရောက်နေထိုင်စားသောက်ကြတဲ့အခန်းတွေကပါရာဆိုက်ရဲ့အိမ်ရှင်မရှိခိုင်ဝင်ရောက်ပျော်ပါကြတဲ့အခန်းတွေနဲ့ပုံစံတူစေပါတယ်။အောက်တန်းစားလို့ပြောလို့ရှိရင်လည်းရိုင်းရကြမယ်ဆိုတဲ့စကားလုံးတွေကလူတန်းစားခွဲခြားမှုကိုဓာတ်ရိုက်ဖော်ပြနေတာပါ။ပါရာဆိုက်ကလူမှုရေးစနစ်ရဲ့ချို့ယွင်းချက်ကိုအဓိကထားပေမဲ့ပဲ့တင်တန်ကတော့ကုသိုလ်အကုသိုလ်ဆိုတဲ့ပဲ့တင်တန်ဆိုတဲ့ဘာသာရေးနဲ့ဓမ္မသဘောတရားတွေကိုကြောရွအဖြစ်အသုံးပြုထားပါတယ်။ဒါဟာမြမလူနေမှုစနစ်နဲ့ကိုက်ညီတဲ့ကိုပိုင်ဟန်ဖြစ်ပါတယ်။ငါကိုယ်တိုင်လည်းအချစ်မခံရတော့မချစ်တတ်ဘူးဆိုတဲ့စကားကဇက်ကောင်ရဲ့ကိုပိုင်စိတ်တန်ရာနဲ့မြစ်တာငတ်မုံမှုကိုပြသနေပြီးဒါဟာပါရာဆိုက်တဲ့ကဇက်ကောင်စရိုက်တွေနဲ့မတူပါဘူး။ဘိုက်ထဲမှာကလေးရှိနေပေမဲ့ဝမ်းရည်အတွက်အကုသိုလ်အလုပ်တွေကြီးပဲလုပ်နေရတယ်။အမျိုးသမီးတဦးရဲ့ခံစားချက်ကဒီဇက်ကားရဲ့တိကျဖြစ်တည်မှုတစ်ခုပဲဖြစ်ပါတယ်။ရုပ်ရှင်တကားကိုနောက်တကားနဲ့နှိုင်းယှဉ်ရမှာအခြေခံသင်းတူညီယုံနဲ့ကော်ပီလို့ပြောလို့မရဘူး။ပဲ့တင်တဲ့ဟာလူချမ်းသာအိမ်နဲ့ဝင်ရောက်တဲ့ပလော့ကိုအသုံးပြုထားပေမဲ့ပြောချင်တဲ့ message ကတော့မိမိပြုသမျှကံသည်မိမိထံပြန်လာပြီဆိုတဲ့အချက်ဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်ပဲ့တင်တဲ့ဟာကိုရီးယားဇာတ်ကားရဲ့အငွေ့အသက်ချို့ပါဝင်နေနိုင်ပေမဲ့မြမရိုးရာကန်ကန်၏အကျိုးကိုအခြေခံပြီးတမှုထူးခြားတဲ့ရတ္တနဲ့တင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒါကြောင့်ကော်ပီကားလို့မဆုံးဖြတ်ခင်ဇက်လန်းရဲ့အတွင်းသားနဲ့သူပေးချင်တဲ့ message ကိုရုပ်ရှင်ရုံမှာကိုယ်တိုင်သွားရောက်ခန်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင်။